ကယူလာတဲ့ဝတ္ထုပစ္စည်းကိုတောင်သူကအလှခံယူတိုက်တယ်လှူတဲ့ပုဂ္ဂိုလ်အတွက်အကျိုးကျေးဇူးများလို့ခံယူတိုက်တယ်လို့ပြောတာဟုတ်လားလှူတဲ့ပုဂ္ဂိုလ်အတွက်လှူတာနဲ့နော်ပို့ပြီးတော့ကြီးကျယ်မြင့်မြတ်တဲ့ထိုက်တန်တဲ့အကျိုးကျေးဇူးကိုရနိုင်တဲ့အတွက်ကြောင့်အလှခံတိုက်တယ်လို့ပြောတာပါဟုနေရောဆိုတာဘာပြောတာတော့ဧည့်သည်လုံငါထားတဲ့အလှဝတ္ထုပစ္စည်းကိုတောင်အလှခံယူတိုက်တယ်ဒက္ခိနေယဆိုတာတမလွန်လောကကောင်းကျိုးချမ်းသာကိုရဖို့အတွက်ရည်ရွယ်ပြီးတော့လှူတဲ့မြတ်သောအလှကိုခံယူတိုက်တယ်အစ္စလိကရဏီယဆိုတာလက်အုပ်ချီမိုးရှိခိုးတိုက်တယ်နုဒ္ဒရံပုညခေတ္တံလောကတဆိုတာဘာပြောတာတော့ကောင်းမှုဒီဟုသောမျိုးစေ့ကိုစိုက်ပျိုးကျဲချရာလေယာမြေကောင်းတပွဲဖြစ်တယ်တဲ့နော်အဲ့ဒီအတိတုညာတို့ကိုရတဲ့ပုံကိုယ်တွေဟာနော်ကုသိုလ်ကောင်းမှုသူတို့ကိုအကြောင်းပြုပြီးတော့ပြုတဲ့ပုဂ္ဂိုလ်တွေအလွန်ကြီးကျယ်မြတ်မြတ်တဲ့အကျိုးကျေးဇူးကိုဖြစ်စေနိုင်တဲ့အတွက်ကြောင့်လေယာမြေကောင်းများနဲ့တူတယ်လို့ပြောတာ။မျိုးစေ့တစ်စေ့ချလိုက်တဲ့အပင်တွေပေါက်လာတယ်။အဲ့ဒီလိုမျိုးစေ့မျိုးဘလောက်ပွားလာမယ်လို့ခံမှန်းလို့မရဘူး။ဟုတ်တယ်မို့လား။ဒါကြောင့်လေယာမြေကောင်းတစ်ဖွဲလို့ပြီးတဲ့ဥမာအလွန်မှကောင်းတယ်ပေါ့နော်။အဲ့ဒါမြတ်စွာဘုရားအခုဒီသုတ်တံမှာအဲ့ဒီလိုဟောတာ။အင်္ဂါ6ပါးနဲ့တရား6မျိုးနဲ့ပြည့်စုံရင်နောက်စာယိဘိက္ခေဓမ္မေဟိတမနာကတော့တရား6မျိုးနဲ့ပြည့်စုံလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကိုအာဟုနေယောဟောတိဘာဟုနေယောဒခိနေယောအစ္စလိကရဏီယောအနုတ္တံပုညခေတ္တံလောကတခုပြောခဲ့တဲ့နောက်ဂုံ5မျိုးနဲ့ပြည့်စုံတယ်လို့ဆိုရမယ်တဲ့ဟုတ်လားအဲ့ဒီပြည့်စုံရမယ်တရား5မျိုးကဘာတော့တရား6မျိုးကလူဘဝရလာလို့ရှိရင်နံပါတ်1အရေးကြီးဆုံးလို့ပြောရမယ်ဟာဘာလဲလို့ဆိုရင်ကုသိုလ်ရဖို့စိတ်ကိုပြုပြင်တတ်ဖို့ဒါနံပါတ်1အရေးကြီးဆုံးပဲလို့ပြောပါရှင်ကျွန်မကတော့ချချိုဆမ်ပါ DBB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ AR တိုင်းမော်လမြိုင်ကျုံမြို့နယ်အမှတ်9ရပ်ကွက်စပယ်လန်းမှာမိလောင်မှုဖြစ်ပွားခဲ့ပြီးနေအိမ်လေးလုံးမိလောင်ဆုံးရှုံးခဲ့ကမိလောင်မှုစတင်ဖြစ်ပွားခဲ့တဲ့နေအိမ်ပိုင်ရှင်ကိုရဲတပ်ဖွဲ့ကဖမ်း